ရှုစွာဖျားရှင်နာမတော်ကိုချီးမွမ်းလိုပါတယ်ယောသတ်ဖာရောဘီယမန်ကြီးရှိရောက်လာတဲ့အခါမှာဖာရောဘီယမန်ကြီးကငါအိမ်မက်တစ်ခုမဲ့တယ်အနေအတိတ်ပဲဖွင့်ပြတဲ့သူမရှိဘူးတင်းဒီအိမ်မက်ကိုကြားတဲ့အခါမှာအနေဖွင့်ပြနိုင်တယ်လို့ငါကြားတယ်ဆိုပြီးမှမိခွန်မေးလိုက်တယ်အဲ့လိုမေးလိုက်တဲ့အခါမှာယောသတ်ကဘယ်လိုပြန်ဖြစ်တယ်လဲဆိုရင်ကဘာဦးချန်အခန်းကြီး40အငယ်16မှာယောသတ်ကလည်းအကျွန်ုပ်မတတ်နိုင်ပါဖျားသခင်သားလင်အရှင်ဖာရောမန်ကြီးအတွက်တမက်ကောင်းမွန်သောအဖြစ်ကိုပေးတော်မူပါလိမ့်မည်ဟုဖာရောမန်ကြီးအားပြန်လျှောက်လေ၏ယောသတ်ကဖာရောဘီမန်ကြီးရှိမရောက်ခင်မှာသူဒီအိမ်မက်အနစ်ပြန်ပေးနိုင်တယ်ဆိုတာ 100% တရားမှတရားယုံကြည်မှုအပြည့်အဝရှိတယ်ယုံကြည်မှုတာမရှိဘူးဆိုရင်သူတွားရဲမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်တွားပြီးမှတဆုံတစ်ခုမာယွန်းတွားတယ်ဆိုရင်ချွတ်ချော်တွားတယ်ဆိုလို့ရှိရင်ချက်ချင်းကွက်မြက်ခံရမှာဖြစ်တယ်တေတံပေးချင်းခံရမှာဖြစ်တယ်တရားမှတရားယုံကြည်မှုရှိတဲ့အတွက်ကြောင့်သူရဲရဲဝံ့ဝံ့နဲ့မကြောက်မရွံ့ဘဲနဲ့ဖာရောဘီယမန်ကြီးရှိမှာရက်ရဲတာဖြစ်တယ်ယောသတ်ကဘာကိုလဲတိရှိနားလဲတလဲဆိုရင်အိမ်မက်အနစ်ဖွင့်ပြနိုင်ခြင်းဒီသူဟာမဟုတ်ဘူးဖျားသခင်စီကနေလာတာဖြစ်တယ်ဆိုတာကိုလည်းသူတရားမှတရားတိရှိနေတာဖြစ်တယ်အဲ့ဒါကြောင့်ဖာရောဘီမန်ကြီးကမေးတဲ့အခါမှာသူကကျွန်တော်မတတ်နိုင်ပါတဲ့ယောသတ်ကဘာကိုနားလဲတလဲဆိုရင်သူလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ဟာသူဟာမဟုတ်ဘူးဖျားသခင်စီကနေလာတာဖြစ်တယ်ဆိုတာလုံးဝနားလေသဘောပေါက်တယ်အရင်ကမြစ် source ဟာသူမဟုတ်ဘူးဖျားသခင်ဖြစ်တယ်ဆိုတာကြည်ညာနေတာဖြစ်တယ်ဖျားသခင်ကို credit ပေးနေတာဖြစ်တယ်ရှင်ပေါလုကလည်းဖျားသခင်ကိုသူသိရှိနားလေလာလေဘလောက်ထိနဲ့ဆိုင်လီဖြစ်တယ်ဆိုတာသူနားလေသဘောပေါက်သွားတယ်ဖျားသခင်ရဲ့ဖြစ်တည်နေခြင်းကိုသူဘယ်လိုရေးတယ်လဲဆိုရင်ဖျားသခင်ရဲ့အသိပညာနဲ့ဉာဏ်ပညာတော်တို့ကြွယ်ဝမှုသည်နည်းနည်းလာပါတကားစီရင်တော်မူချက်တို့ကိုစူးစမ်းလေ့လာ၍မကုန်နိုင်လမ်းတော်တို့ကိုလည်းချစ်မြော်တွေးဆ၍မရနိုင်တဲ့ဖျားသခင်ရဲ့ဉာဏ်ပညာနဲ့တိပညာကြွယ်ဝမှုဟာတအားနဲ့နေတာပဲဘယ်သူသိနိုင်မှာလဲသူစီရင်ထားတဲ့အရာတွေစူးစမ်းလေ့လာလို့ရှင်လဲကုန်နိုင်မှာမဟုတ်ဘူးရှင်ပေါလုကဖျားသခင်ရဲ့လှုပ်ဆောင်မှုတွေကိုသိရှိနားလည်လာတဲ့အခါမှာသူအယံအားတင်ပြီးမှထူကဲတော့ရေးသားနေတာဖြစ်တယ်ယောမအော်ရာစာခန်းကြီးစတဲ့အငယ်36မှာသူဘလူအဆုံးတတ်သွားလဲဆိုရင်အကြောင်းမူကားအရာခတ်တင်းတို့ဒီကိုရောထာမ၎င်းကိုရောအားဖြင့်၎င်းကိုရောအတွက်၎င်းဖြစ်တည်ကြ၏ကိုရောရှင်၌ကာလအစဉ်ဆက်ဘုံအတည်တော်တည်ရှိပါစေသော from him through him and to him are all things ခတ်တင်းတော့အရာအားလုံးဟာဖျားသခင်စီကနေလာတာဖြစ်တယ်ဖျားသခင်အားဖြင့်ဖြစ်တာဖြစ်တယ်ဖျားသခင်တို့ဖြစ်တယ်ဆိုတော့ကိုပိုင်ဆိုင်တဲ့အရာဘာတစ်ခုမှမရှိဘူးအရာအားလုံးဟာဖျားသခင်ပိုင်ဆိုင်ထားတာဖြစ်တယ် all things ဆိုတဲ့ဒီနေရာမှာကျွန်တော်ရဲ့ချောမောလာပမှုတွေပါမယ်ချမ်းသာကြွယ်ဝမှုတွေပါမယ်လက်ယုံရင်နှလုံးကြီးပြည့်ဝမှုတွေလည်းပါမယ်ပြည့်စုံမှုတွေလည်းပါမယ်ကျွမ်းကျင်မှုတွေလည်းပါမယ်အဲ့ဒါတွေအားလုံးဟာဘယ်ကနေလာတယ်လဲဆိုရင်ဖျားသခင်စီကနေလာတာဖြစ်တယ်တဲ့ဘာအတွက်ပေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့မဟုတ်ဘူးဖျားသခင်ရဲ့ဘုန်းတော်အတွက်သူပေးထားတာဖြစ်တယ်ကျွန်တော်တို့လူသားရည်အနေနဲ့ပိုင်ဆိုင်ထားတဲ့အရာဆိုလို့ဘာတစ်ခုမှမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းသိရတယ်ဆိုတော့ဘာမှမာနထောင်လွှားစရာမရှိဘူး pride ဖြစ်စရာအကြောင်းလည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပိုင်တဲ့အရာဘာတစ်ခုမှမရှိတာအလုံးစုံဟာဖျားသခင်စီကနေလာတာဖြစ်တယ်အဲ့ဒါကိုယောသတ်ကကောင်းကောင်းနားလေသဘောပေါက်တယ်ရှင်ပေါလုကလည်းနားလေသဘောပေါက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုလည်းတတိပေးနေတာဖြစ်တယ်ဒီမှာရှိတဲ့ငွေကြီးဥစ္စာတွေစီးစိမ်ချမ်းသာတွေကျွမ်းကျင်မှုတွေတက်ကျွမ်းမှုတွေအားလုံးဟာဆိုရင်တင်ပိုင်ဆိုင်ထားတဲ့အရာလို့မထင်ပါနဲ့ဖျားသခင်စီကနေလာတာဖြစ်တယ်ကျွန်တော်ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်မာနထောင်လွှားတတ်တယ်မာနထောင်လွှားခြင်းဆိုတာတတိမထားမိဘူးဆိုလို့ရှိရင်အမတမ်းမှဖြစ်လွယ်တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါဆိုရင်မာနထောင်လွှားခြင်းရှိမရှိဆိုတာဘယ်လိုသိနိုင်မလဲကျွန်တော်တက်တာထဲမှာငါဆိုတဲ့အရာကနေရာယူလာတဲ့အခါမှာစိုးမိုးလာတဲ့အခါမှာ bright ရှိသွားပြီငါဆိုတဲ့အရာကနေရာယူလာပြီဆိုတာနဲ့ဖျားသခင်ဒီကျွန်တော်တက်တာထဲမှာအလုပ်လုပ်လို့မရတော့ဘူးဖျားသခင်ကနေရာယူလို့မရတော့ဘူး
နေဘုခဒ်နေဇာဘုရင်မင်းကြီးဒီသူ့တိုင်းပြည်ရဲ့ခါနာထေဝမှုကိုနန်းတော်ကနေကြည့်တဲ့အခါမှာငါတကယ်ဟုတ်နေပါလားဆိုပြီးမာမနထောင်လွှားလာတဲ့အချိန်မှာသူ့တက်တာဘာဖြစ်သွားလဲဆိုရင်တော့ထဲမှာသရိษံလိုခဏနေရတဲ့ဘဝရောက်သွားတယ်ဖျားသခင်ကဘာကိုပြောချင်တယ်လဲဆိုရင်တင့်ကိုချီးမြှောက်တော့သူဟာငါဖြစ်တယ်သရိษံဘဝရောက်သွားစီနိုင်တာလဲငါဖြစ်တယ်ဆိုတာကိုတက်တည်ပြလိုက်တာဖြစ်တယ်လူစီဖာလဲကောင်းကင်မှာငါဆိုပြီးတော့ငါကျင်လောက်ပြောထွက်လာတဲ့အချိန်မှာငါဆိုတဲ့အရာကသူ့ရဲ့နှလုံးသားကိုနေရာယူလာတဲ့အခါမှာကောင်းကင်ကနေပြစ်ချရှင်းခံရတယ်နားလေသဘောပေါက်စီခြင်းတဲ့အရာကဘာလဲဆိုရင်ငါဆိုတဲ့အရာဟာဘယ်ကနေလာလဲဆိုရင်စာတန်စီကနေလာတာဖြစ်တယ်အသက်တာထဲမှာငါဆိုတဲ့အရာကနေရာစဝင်လာပြီဆိုတာတတိထားမိတယ်ဆိုလို့ရှိရင်ဖျားသခင်စီကိုနောင်တနဲ့ချက်ချင်းပြန်လာဖို့အမတန်မှအရေးကြီးပါတယ်ငါဆိုတဲ့အရာကစာတန်စီကနေလာတာဖြစ်တဲ့အတွက်ကြောင့်ထိုအရာကကျွန်တော်အသက်တာထဲမှာနေရာယူလာတဲ့အခါမှာဖျားသခင်ကအလိုလိုမရတော့ဘူးဖျားသခင်လက်တော်ဟာကျွန်တော်စီကနေခွာသွားစေတာဖြစ်တယ်ရာဇဝင်ချုပ်ပထမဆုံးခန်းကျစနစ်အငယ်တစ်ကိုဖတ်တဲ့အခါမှာတဖန်စာတန်ဒီဣသရေလလူမျိုးတို့ကိုဆန့်ကျင်လို့၍ဣသရေလလူမျိုးတို့၏အရေးအတွက်ကိုစည်ရင်ကောက်ယူရန်ဒါဝိမင်းကြီးစိတ်ကိုနိုးဆော်၏တဲ့ Satan rose up against Israel and incited David to count the people of Israel ဒါဝိမင်းကြီးကရန်သူတွေပေါ်မှာအောင်မြင်မှုရလာတဲ့ခါမှာသူ့စိတ်ထဲမှာငါတို့စစ်သားတွေဘယ်လောက်ရှိတယ်လဲဆိုတာရည်တွက်ချင်းကောင်းမယ်ဒီလောက်ထိအောင်မြင်မှုရထားတာဆိုတော့စစ်တဲ့အနာဘယ်လောက်ရှိလဲဆိုတာရည်တွက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချမှတ်လာတယ်အဲ့ဒါကိုစာရန်ကနိုးဆော်တယ်လို့တမန်ကျမ်းစာထဲမှာရေးထားတယ် Satan incited David လို့ရေးထားတယ်စစ်ပွဲအနိုင်တိုက်နိုင်ခြင်းဒီဖျားသခင်လက်တော်အဖြစ်အနိုင်တိုက်ခိုက်နိုင်တာဖြစ်တယ်ဖျားသခင်ကသူတို့စစ်တဲ့အားတုံ့တဲလို့အနိုင်တိုက်ခိုက်နိုင်တယ်ဆိုတဲ့အသည့်ဝန်သွားတာကိုမလို့ချင်ဘူးဒါဝိမင်းကြီးရဲ့စိတ်ထဲမှာ bright ဝန်လာပြီးမှစစ်တဲ့အားကြီးတွက်ခိုက်တဲ့အတွက်ကြောင့်အပြစ်မဲ့တဲ့ပြည်သူ9,000ကအသက်ပေးလိုက်ရတယ်အဲကြောင့်ဒါဝိမင်းကြီးကကိုရောရဲ့အလိုတော်နဲ့ဆန့်ကျင်တဲ့အရာကိုရောမကြိုက်မနစ်တဲ့အရာကျွန်တော်နှလုံးသားထဲမှာကျွန်တော်ရဲ့စိတ်ထဲမှာရှိမရှိအမြဲတမ်းစစ်ဆေးတော်မူပါဆိုပြီးမှဆုတောင်းခဲ့တာဖြစ်တယ်သူ့ရဲ့အသက်တာထဲမှာမာနထောင်လွှားမိပြီးမှသူ့ကိုယ်သူမာနထောင်လွှားလို့ထောင်လွှားမှမတိမိမှဆိုလို့ကျွန်တော်ဒီမာနရှိနေပြီ bright ရှိနေပြီဆိုတဲ့အကြောင်းကိုသိရှိနိုင်ဖို့အရာကိုရောအတိပြီးတော်မူပါဆိုပြီးမှသူဆုတောင်းခဲ့တာဖြစ်တယ်ငါဆိုတဲ့အရာကနေရာယူခြင်း bright ရှိနေခြင်းဒီယုံကြည်သူရဲ့အသက်တာကိုဆွဲချတဲ့အရာဖြစ်တယ်ဆောလိုမန်ကြီးကလည်းအမလက်လူမျိုးတွေကိုနိုင်သွားတဲ့အချိန်မှာအရင်ဆုံးပါလို့လဲဆိုရင်သူ့အတွက်ကြောက်တိုင်လို့တဲ့အဲ့ဒါကဘာကိုဖော်ပြတယ်လဲဆိုရင်ငါဆိုတဲ့အရာသူ့အထဲမှာရှိနေတယ်ဆိုတာဖော်ပြနေတာဖြစ်တယ်ရှောလူမင်းကြီးရဲ့တတထဲမှာ bright ငါဆိုတဲ့အရာရှိနေခြင်းဒီသူ့ရဲ့ကြာဆုံးမှုကိုဖြစ်စေတဲ့အရာဖြစ်သွားတယ်ယာကုပ်ဒီအီဂျစ်ပြည်ရောက်သွားတဲ့ခါမှာယောသကသူ့ရဲ့သားနှုတ်ဖြစ်တဲ့မနဆက်နဲ့အေဖရင်ခေါ်သွားပြီးမှသူ့ဖေယာကုပ်နဲ့တွားတွေ့တယ်တွားတွေ့တဲ့ချိန်မှာယာကုပ်ကကဘာဦးကျန်ခန်းကြီး48အငယ်8နဲ့9မှာဣသရေလတဲ့ယာကုပ်ကိုပြောချင်တာဖြစ်တယ်ယောသရဲ့သားတို့ကိုမြင်တော့အခါဤသူတို့ကမိသူနီးဟုမိ၏ယောသကသူတို့ဒီဤပြည်၌အကျွန်ုပ်အားဖျားသခင်ပေးတော်မူသောအကျွန်ုပ်သားများဖြစ်ပါ၏ဟုဖခင်နာပြန်ဖြစ်၏တဲ့ဒီနေရာမှာယောသပြန်ဖြစ်သွားတာကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ရဲ့နှလုံးသားကိုအရန်ထိတဲ့စကားလုံးလေးဖြစ်တယ်ယောသကဘယ်လိုပြန်ဖြစ်တယ်လဲဆိုရင်ဖျားသခင်ပေးသောသားများဆိုပြီးမှပြန်ဖြစ်တာတွေ့ရတယ်ကျွန်တော်ဆိုတော့ဘယ်လိုပြန်ဖြစ်မလဲဆိုရင်ဟုတ်တယ်ကျွန်တော်ရဲ့သားတွေတို့ပြန်ဖြစ်မိမှာဖြစ်တယ်ယောသကအဲ့လိုမဖြစ်ဘဲနဲ့ဖျားသခင်ပေးထားတော့သားများဆိုပြီးမှဖြေကြားသွားတာတွေ့ရတယ်ယောသကဘာကိုနားလဲတယ်ဆိုရင်သူ့ရဲ့ကျွမ်းကျင်မှုအိမ်မက်အနဲ့ဖွင့်ပြနိုင်တဲ့အရေးချင်းကိုဖျားသခင်စီကနေလာတာဖြစ်တယ်ဖျားသခင်ပေးတဲ့အရေးချင်းဖြစ်တယ်ဆိုတာသိရှိနားလဲတယ်လို့သူ့ရဲ့သားသမီးတွေဟာလည်းဖျားသခင်ပေးထားတာဖြစ်တယ်ဆိုတာကောင်းမွန်စွာနားလဲသဘောပေါက်တယ်ရှင်ပေါလုပြောသွားတယ်လို့ခတ်တင်တော့အရာအလုံးဟာဖျားသခင်စီကနေလာတာဖြစ်တယ်ဆိုတော့သူလုံးဝနားလဲသဘောပေါက်တာဖြစ်တယ်
အရင်မြစ်ဟာစောစာဖျားသခင်ဖြစ်တယ်ဆိုတာပေါ်လို့ရောတတ်လို့နားလေတဘောပေါက်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လဲကျွန်တော်ကားကျွန်တော်အိမ်ကျွန်တော်ရဲ့ကျွမ်းကျင်မှုစသည့်စကလုံးကိုတုံးရဲမှာမဟုတ်ဘယ်လိုဖြစ်လာမလဲဆိုရင်ဖျားပေးတဲ့ကားဖျားပေးတဲ့အိမ်ဖျားပေးတဲ့ပိုင်ဆိုင်မှုတွေစသဖြင့်အတုံးလုံးကအစပြောင်းလဲသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာဆိုတော့ဘာတစ်ခုမှမရှိဘူး။နောက်ဆုံးကုံပြောမယ်ဗျာကျွန်တော်အသက်ကိုလည်းကျွန်တော်မပိုင်ဘူး။ဖျားသခင်ပိုင်တာဖြစ်တယ်။ဘယ်ချိန်မှတည်မလဲကျွန်တော်လက်ထက်မှာမရှိဘူး။အချိန်မရွေးတည်သွားနိုင်တယ်။မနေ့ကလည်းအမေရိကမှာဒါလတ်စ်မှာအမျိုးတယောက်ကား accident ဖြစ်ပြီးတော့ဆုံးသွားတယ်။ကြားလိုက်တော့အမတားမှစိတ်မကောင်းမှုဖြစ်သွားတယ်။ဖျားနာနေတာမဟုတ်ဘူး။ကျန်းမာရေးကောင်းနေတာအလို့သွားနေတာအလို့ကနေအပြန်မှာမထင်မှတ်ဘဲနဲ့ကား accident ဖြစ်ပြီးမှတည်ဆုံးသွားတယ်။အသက်ဟာလည်းကျွန်တော်လက်ထဲမှာမရှိဘူး။ဖျားလက်ထဲမှာပဲရှိတယ်။ခုကျွန်တော်ဒီနေရာမှာစကားပြောနိုင်တာလဲကျွန်တော်ပြောနိုင်လို့ပြောတာမဟုတ်ဘူး။ဖျားသခင်ခွင့်ပေးလို့ပြောလို့ရတာ။ဖျားသခင်ကကျမ်းမာခြင်းပေးလို့ပြောလို့ရတာ။မနစ်အိယာထတာကိုလည်းအမြန်ထနိုင်မယ်လို့လည်းမထင်နဲ့မထနိုင်တော့တဲ့လူတွေအများကြီးပဲထမင်းစားနိုင်နေတာပတ်စံနဲ့ဝါးနိုင်နေတာကိုလည်းဖြစ်ရမယ့်အရာလို့ပဲမထင်ကြနဲ့အဲ့လိုမဝါးနိုင်တဲ့လူတွေအများကြီးပဲအားလုံးဟာဖျားသခင်ကြောင့်တာဖြစ်တယ်ဆိုတော့ကျွန်တော်တက်တာထဲမှာလောကမှာကျွန်တော်ပိုင်ဆိုင်ထားတဲ့အရာဘာတစ်ခုမှမရှိဘူးအရာခတ်တဲ့ဟာဖျားသခင်စီကနေလာတာဖြစ်တယ်ဆိုတာကိုကောင်းနားလေသဘောပေါက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဖျားသခင်အတွက်အချိန်ပေးဖို့ဝန်လေးမှာမဟုတ်တော့အချိန်မရှိဘူးလို့လည်းပြောမှာမဟုတ်တော့ဖျားသခင်အတွက်ပေးကမ်းလိုတမ်းဖို့နှမျိုးမှလည်းမဟုတ်တော့ဖျားသခင်စီကနေလာတယ်ဆိုတာကိုကတိသွားတဲ့အခါမှာသူ့ပြန်ပေးဖို့မနှမျိုးတော့ဘူးအချိန်ဟာလည်းဖျားသခင်ပေးလို့ရနေတယ်ဆိုတာတိသွားတဲ့အခါမှာဖျားသခင်အတွက်ပြန်လဲပေးဖို့ဝန်မလေးတော့ဘူးအဲကြောင့်ဒီနေ့ခေါင်းပေးတိုက်တွန်းခြင်းနဲ့အရာအားလုံးဟာဖျားသခင်စီကနေလာတာဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်စေခြင်းနဲ့တိရှိယုံတက်မဟုတ်ဘဲနဲ့နှလုံးသားထဲမှာနားလေသဘောပေါက်သွားဖို့အမှန်တမ်းအရေးကြီးပါတယ်ဖျားသခင်ကိုပဲချီးမွမ်းရမှာဖြစ်တယ်။အော်ဖျားသခင်ကြောင့်ကျွန်တော်သွားနိုင်တာဖျားသခင်ကြောင့်ကျွန်တော်အင်္ဂလိပ်ဝယ်နိုင်တာကားတွေဝယ်နိုင်တာဖျားသခင်ကြောင့်ကျွန်တော်ဒီအလုပ်တွေရတာဖျားသခင်ပေးတဲ့အလုပ်ဖျားသခင်ပေးတဲ့ကားဖျားသခင်ပေးတဲ့သားသမီးတွေဖျားသခင်ပေးတဲ့အသက်ဖျားသခင်ပေးတဲ့ပိုင်ဆိုင်မှုတွေစသဖြင့်အရင်မြစ်စောစာဖျားသခင်ဖြစ်တယ်ဆိုတာနားလေသဘောပေါက်ဖို့ရန်ခွန်အားပေးတိုက်တွန်းချင်ပါတယ်အဲ့လိုနားလေသဘောပေါက်သွားတဲ့အခါမှာဖျားသခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ရမှာလွယ်ကူသွားမှာဖြစ်တယ်လို့ဖျားသခင်အတွက်ပြန်လဲပေးဆက်ဖို့ဝန်လေးမှာမဟုတ်တော့တယ်လို့ကျွန်တော်အသက်တာဒီလဲဖျားသခင်နှစ်သက်တော်အသက်တာဖျားသခင်အလိုရှိတော်အသက်တာဖြစ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့အရောက်စီတိုင်းကိုခွန်အားပေးတိုက်တွန်းချင်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ